Hello မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အကြောင်းပြရက်လက်ရောက်လာပြီဆိုတော့ဒီနေ့ကျွန်တော် Dodas Mount ထွက်မှာဖြစ်ပါတယ် Dodas ဆိုတာကကျွန်တော်မြန်မာနိုင်ငံဖက်မှာဆိုတော့ Food Panda တို့ Grab တို့နဲ့အတူတူပဲเนาะဒီမှာလည်းစားစရာတွေလိုက်ပူရတာဖြစ်ပါတယ်အခုကျွန်တော်တို့ဖက်မှာဆို10နာရီ15လောက်ရှိပြီเนาะကျွန်တော်17နာရီလောက်ကနေစမောင်းထွက်ပြီးတော့ည10နာရီလောက်ထိမောင်းမှာဒီနေ့ကုန်ကြီးပါမောင်းမှာဖြစ်ပါတယ်တော့ဒီနေ့ကုန်မှာကျွန်တော်ဘယ်လောက်ထိရနိုင်လဲတန်မတန်ဆိုတော့ကျွန်တော်နဲ့တူလာခဲ့ကြပါကျွန်တော်အရင်ဆုံးတက်စီသွားဖြစ်ပါမယ်ကျွန်တော်ဒါထည့်တာလေးစီပုံပါတယ်ပြင်ဆင်ဆရာရှိတာလေးတွေလည်းကုန်ပြင်ဆင်ပြီးသွားပြီဆိုတော့အရင်ဆုံးကျွန်တော်စားတောက်ဆိုင်တွေရှိတဲ့ဖက်ကိုကျွန်တော်တွားနေတာဖြစ်ပါတယ်9မိနစ်လောက်ဆောင်းပြီးနောက်ပိုင်းကျွန်တော်ရဲ့ပထမဆုံး order လေးရရှိလာပါပြီပါသူတို့ဆိုင်တွေကိုကြည့်စီပေါင်းယူဖြစ်သွားနေပါတယ်ဒီလူမျိုးအရက် order တွေကရှာပါပါပေါ့နော်ဒါပေမဲ့ဒီလူမျိုး order တွေပါလာလို့ရှင်များသောအားဖြင့်သူတို့ပေးတဲ့ payment တာပူများတယ်ကျွန်တော်တို့တက်ပူပြီးတော့တန်တယ်ဒီလိုရက် order မျိုးပါတော့လားဒီ customer တယောက်ကသူ app ကနေပစ္စည်းမှာနေတဲ့ချိန်မှာ tip ပေးဖို့မေးသွားတဲ့အတွက်သူရဲ့ corporate အောက်မှာ tip ယူဖို့ပြောပါတယ်ကျွန်တော်သွားယူတဲ့ချိန်မှာသူ$25တောင်ကျွန်တော် tip ပေးထားပါတယ် Half a mile, turn left onto Pheasant Cross Drive. US ဖက်သူတို့အိမ်တွေကအဲ့လိုအထက်မြင့်ကြီးတွေကရှားတယ် downtown ဘလို့ဖက်မှာပဲရှိရများတော့အဖြစ်ဒီလိုအိမ်ပူလေးတွေကများတယ်တခြားမြို့တွေမှာတော့မသိဘူးပေါ့နော်ကျွန်တော်တို့မြို့ဖက်မှာဆိုတော့ဒီလိုအိမ်ပူတေးသေးလေးတွေပဲများတယ်At the next stop sign, turn right. At the stop sign, turn right onto Willow Bar. ဟုတ်ကဲ့ပါကျွန်တော်အိမ်ပြန်ရောက်ပါပြီဒီနေ့ကကျွန်တော်ဗီဒီယိုလေးရိုက်ဖို့စိတ်ကူးထားတယ်ဆိုတော့အစကျွန်တော်9နာရီ10နာရီလောက်ထိကျွန်တော်မောင်းဖို့စိတ်ကူးထားတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်နေ့လယ်မှာအိမ်ပြန်ပြီးထမင်းစားပါတယ်ပြီးရင် Inter Milan နဲ့ Barcelona ပွဲကျွန်တော်ကြည့်ဖြစ်ခဲ့ဆိုတော့ကျွန်တော်ခံမှန်းထားတယ်လို့အဲ့လောက်ကြီးမမောင်းနိုင်ခဲ့ဘူးပေါ့နော်ကျွန်တော်မောင်းခဲ့တဲ့စုစုပေါင်းချိန်က6နာရီခွဲပဲကျွန်တော်မောင်းဖြစ်ခဲ့ပါတယ်။မှာကျွန်တော်စုစုပေါင်းရတာ app ကနေဆို190ပေါ့နော်။ပြီးရင်ရှေ့မှာကျွန်တော်ပြထားတဲ့ customer တယောက်က tip နဲ့$25ပေးတယ်ဆိုစုစုပေါင်း195ပေါ့နော်။ပြီးရင်ကျွန်တော်နေ့လယ်မှာတက်စီတစ်ခေါက်ဖြည့်တယ်အား$40ကုန်တယ်။အခုကျွန်တော်တက်စီကထက်ဝက်နီးပါထက်ဝက်ကြော်ရှိသေးဆိုတော့တက်စီမှာ$20လောက်ကုန်တာပေါ့နော်။ဒါဆိုကျွန်တော်ဒီနေ့မောင်းတာကုန်စုစုပေါင်းရတဲ့ဥစ္စာက195ဝန်းကျင်ပေါ့နော်ဟုတ်ကဲ့ပါဒါတော့ကျွန်တော်တရက်ကို Dodas ကို8နာရီဝန်းကျင်လောက်မောင်းတယ်ဆိုများတော့ပြင်အဒီဝန်းကျင်ရတာများပါတယ် Dodas မောင်းတာမိတ်ဆွေတို့အနေနဲ့တန်တယ်လို့ထင်လားမတန်ဘူးလို့ထင်လားမိတ်ဆွေတို့သိချင်လာတဲ့တွေပဲဖြစ်ဖြစ် sharing လုပ်ပေးချင်လာတဲ့တွေပဲဖြစ်ဖြစ်ကျွန်တော် comment အောက်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြရအောင်ပါ